Mesalibu Hinjo Chamloha Mesalibu Hinjo ka mấy cha chui ra về sao vừa cùng mà cha phụ lọ mấy giàu trống cha khai nè Mesalibu Hinjo số về Mesalibu ba đấy khai ăn đi ba đấy bù đi xin bù đi bỏ nó qua bù đi mình xin luôn có khá thì thể thao ba đấy biro ngà đồ ba đấy ngà biểu biro ta nuôi à ba đấy khai ăn chân đi ba đấy Karo ngà ba em mà chấp đi đang ngà hen xí đồ em ngà hen của bé dùng nó bị thể lại đấy lúc ở đây bao nhiêu xí rượu còn lâu thì được đã bao nhiêu xí rượu nó Mesalibu của cả cha rồi tụi nuôi ít nhiều biểu thái giống như là tụi biểu toàn này để khai rồi toàn bọn nó giờ này chỉ khai mà sao còn nó có đi mà xí ta đấy không như thế đấy để cha bao nhiêu xí thế đấy cái nhìn nhiều dùng dùng chỉ đó lúc đó bọn nó sân nơi mong này thếဒီဗီဒီယိုထဲမှာအရသာမှုန်နေထည့်တာမပါတော့ဘူးပေါ့နော်အရသာတော့ကိုလိုအပ်တယ်လို့စာချုပ်မှုထည့်ရပါတယ်ငါထည့်တယ်ပြီးတော့ဒီပါလဲပါဝင်ပစ္စည်းထည့်လိုက်တယ်ပေါ့နော်ထည့်လိုက်ပြီးတော့ကိုလုံးတမသွားအောင်လို့မွေတယ်မစလီဘူးထည့်တယ်လုံးဝအောင်လို့ချလိုက်တယ်ချလိုက်ပြီးတော့တော်တော်လေးနူးဤလာပြီဆိုတော့မှရေထည့်ပါတယ်ရေထည့်ပြီးတော့ခုလိုမျိုးစားလို့ကောင်းတဲ့ဟင်းချိုလေးရပါပြီရတာပေါ့ငယ်မီးပြီးတော့လိုအပ်လို့ပြင်လို့ရပါတယ်စားပါပြီစားကြပါဦးအဲဒီလိုဟင်းချိုမစားရကြတော့အရင်စားကျင်နေလုံးဝမခါတော့ဒီလားသူကနည်းနည်းလေးတတ်တဲ့အောင်မရှိတော့တယ်အခုအမေချက်လိုက်တာမှနိအရာသားရှိတယ်ကောင်းတယ်ကိုရောကြိုက်တယ်ပေါ့နော်အခါမကြိုက်တဲ့သူတွေတော့မပြောတတ်ဘူးဒါပေမဲ့လုံးဝမခါပါဘူး3ရေလောက်တွန်းထားတော့နိမစဘူးဟင်းကျိုးရဲ့နောက်ဒီဘက်ကကြတော့ငါ6ဖုတ်ပါဟိုဘက်ကကြတော့ပစွန်လေးတွေကိုငရုတ်သီးနဲ့ကျနေအောင်ကြော်ထားပါစားချင်နေတော့လေပူလာတော့မှမဆောင်နိုင်စားတာပဲโอเคဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်